ရောက်ခဲ့ရတယ်ဒီရွာကချိုးအလိုက်နဲ့တွေ့ပြန်တော့လေကြည့်မဝရှူမစိုးသူ့အလားတကူလို့တို့ဘဝကိုလွှမ်းခြုံထားရတယ်ဒီရွာသူအချိုးအလိုက်ရဲ့တို့မှပြန်မှုခက်နေတယ်အပီးတဲ့ပြိတ္တထဲရဲ့မင်းသူ့ရဲ့လာကဘသူနဲ့မှမတူကွယ်ကလေးကိုရောက်ခဲ့ရတယ်ဒီရွာကချိုးအလိုက်နဲ့တွေ့ပြန်တော့လေကြည့်မဝရှူမစိုးသူ့အလားတကူလို့တို့ဘဝကိုလွှမ်းခြုံထားရတယ်ဒီရွာသူအချိုးအလိုက်ရဲ့တို့မှပြန်ဖို့ခက်နေတယ်အပီးတဲ့ပြိတ္တထဲရဲ့မင်းသူ့ရဲ့လာကဘသူနဲ့မှမတူကွယ်စုံစည်းခွင့်ရရှိခဲ့တဲ့ဒီရွာသူလေးကြီးကြည့်လို့မဝရှုလို့မဆုံးတဲ့မင်းရဲ့အလားတူကိုယ့်ရဲ့ဘဝကိုနှမ်းချုံထားရောက်နေသလားယင်ပရိသတ်တွေရဲ့အထင်မှာဘသူနဲ့မှမတူတဲ့အလားတွေကြည့်နေမှာကွဲပြီးလို့ပြန်တဲ့အခါမှာနှုတ်ဆက်ချင်ပါတယ်မိန်းကလေးရဲ့ကြည်ချင်းနေဆိုပြီးရင်းနေခုန်ခဲ့ရလို့ချစ်တဲ့စကားလေးတွေကိုပြောကြည့်နေမယ်လေကိုတို့ကအမှုပြသမားရဲ့မှာအထင်သေးမှာကိုစိုးရင်စိတ်နဲ့မျိုးသိထားခဲ့ပြီပဲလေပြန်ဖို့ကတော့မလွယ်လာပါလားမိန်းကလေးရဲ့လမ်းခွဲရင်မျက်ရည်လွတ်တတ်သူဖြစ်နိုင်ရင်နောက်တစ်ခေါက်လောက်ထပ်ဆုံမရစေသူရာသူလေးရဲ့မထင်းမြ